တနေ့မှာမိသားစုတစုအိမ်ပြန်လာနေချိန်မိန်းမတစ်ယောက်ကကားရဲကတချင်းကိုရုတ်တရက်ပိတ်ပြီးအားလုံးကိုတိတ်နေဖို့ပြောလိုက်ပါတယ်။အိမ်ရောက်တဲ့အခါသူတို့ရဲ့သမီးလေးရဲ့ငှက်ကသွေးထွက်နေပြီးထူးဆန်းတဲ့အရာတွေစတင်ဖြစ်လာပါတယ်။အဲ့ဒီညမှာပဲသူတို့စုံတွဲဟာလှုပ်ဝက်အခန်းတစ်ခုထဲဝင်သွားပြီးမမီတလောင်းကိုစစ်ဆေးကြပါတယ်။ဒါပေမဲ့မမီကရုတ်တရက်နိုးလာပြီးယောက်ျားကိုတပ်ပစ်လိုက်ပါတယ်။တစ်ဖက်မှာတော့သတင်းထောက်တစ်ယောက်ဟာမိသားစုနဲ့အတူအီဂျစ်မှာနေထိုင်နေပါတယ်။သူ့မှာသားတစ်ယောက်သမီးတစ်ယောက်ရှိပြမိသားစုဘဝပျော်ရွှင်နေချိန်မှာသမီးလေးဟာအိမ်ရှိခြံထဲမှာထူးဆန်းတဲ့မိန်းမတစ်ယောက်နဲ့တွေ့ဆုံသွားပါတယ်။အဲ့ဒီမိန်းမကမျက်လှည့်ပြမယ်ဆိုပြီးချိုချင်တွေပန်းသီးတစ်လုံးပေးလိုက်ပြီးနောက်ဆုံးမှာအမဲရောင်ဘိုးတစ်ကောင်ကိုကလေးရဲ့လဲချောင်းထဲဝင်သွားအောင်လုပ်လိုက်ပါတယ်။အဲ့ဒီနောက်သမီးလေးပျောက်ဆုံးသွားပြီးဖခင်ကလိုက်ရှာပေမဲ့တဲမုံတိုင်းကြီးကြောင့်သူမကိုဆုံးရှုံးသွားပါတယ်။8 နှစ်ကြာပြီးနောက်မှာတော့သူတို့မိသားစုဟာနိုင်ငံခြားမှာပြောင်းနေထိုင်နေချိန်သမီးလေးအသက်ရှင်နေသေးကြောင်းသတင်းရလာပါအီဂျစ်ကိုပြန်သွားတဲ့အခါသူတို့ရဲ့သမီးဟာအသက်ရှင်နေတော့လဲစကားမပြောနိုင်ခန္ဓာကိုယ်မှာအနာတရားတွေပြည့်နှက်နေပြီးအရန်ထူးဆန်းနေပါတယ်။သူမကိုအိမ်ပြန်ခေါ်လာပြီးနောက်ပိုင်းမှာတော့အိမ်ထဲမှာကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတယ်။သမီးလေးဟာညဘက်တွေမှာလေဝင်ပေါက်ထဲတွားနေတတ်ပြီးပိုးကောင်တွေစားတာကိုယ့်အသားကိုဖဲတာလူတွေကိုအန္တရာယ်ပြုတာတွေစတင်လုပ်လာပါတယ်။မိသားစုတစ်ခုလုံးကြောက်ရွံ့သွားပြီးဖခင်ကသမီးအပေါ်ကြားရောက်နေတဲ့အမဲဆွမ်းအားရဲ့အကြောင်းကိုစုံစမ်းပါတော့တယ်။နောက်ဆုံးမှာတော့သူဟာရှေးဟောင်းကျိန်စာတစ်ခုအကြောင်းသိလာပါတယ်။အဲ့ဒီအမဲဆွမ်းအားဟာမိသားစုတွေကိုအချင်းချင်းတက်ဖြတ်စေတဲ့ဆိုးရွားတဲ့ဝိညာဉ်တစ်ခုဖြစ်ပြီးနှစ်ပေါင်းများစွာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာပိတ်လှောင်ထားခဲ့တာပါ။သမီးလေးဟာအဲ့ဒီဝိညာဉ်အတွက်အသစ်ရွေးထားတဲ့ကိုယ်တည်းဖြစ်နေခဲ့တာပါ။တကယ်တော့သူမပျောက်ဆုံးခဲ့တဲ့ရှစ်နှလုံးမှာလူမိုက်အုပ်စုတစုကသူမကိုဖမ်းထားပြီးရှေးဟောင်းအမှောင်ဝိညာဉ်ကိုသူမရဲ့ကိုယ်ထဲထည့်သွင်းဖို့ရိုးရာခန္ဓာတစ်ခုလုပ်ခဲ့ကြတာပါဒါပေမဲ့လေရင်ပြတ်ကျမှုကြောင့်အစီအစဉ်ပြတ်သွားပြီးအမဲဆွမ်းအားကလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့သမီးလေးဟာမိသားစုဝင်အားလုံးကိုတယောက်ပြီးတယောက်အန္တရာယ်ပြုလာပြီးသားဖြစ်သူတောင်သူမရဲ့ထိန်းချုပ်မှုအောက်ကျသွားပါတယ်။အိမ်တအိမ်လုံးအမဲဆွမ်းအားကဝင်ရောက်သွားပြီးတေဆုံးသူတွေတောင်ပြန်လဲလှုပ်ရှားလာပါတယ်။အဆုံးသတ်မှာတော့ဖခင်ဟာသမီးကိုကယ်တင်ဖို့ကိုယ့်အသက်ကိုဆက်တေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ရိုးရာအခမ်းအနားကိုပြန်လုပ်ပြီးအမဲဆွမ်းအားကိုသမီးစီကနေသူ့ခန္ဓာကိုယ်ထဲပြောင်းယူလိုက်ပါတယ်။သမီးလေးကနောက်ဆုံးမှာသတိပြန်ရလာပြီးမိသားစုနဲ့ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။ဒါပေမဲ့အရာအလုံးမပြီးသေးပါဘူး။နောက်ဆုံးမှာတော့မိခင်နဲ့ရဲရာရှိကအရင်ကအကုန်စတင်ခဲ့တဲ့မိန်းမကိုအကျဉ်းထောင်ထဲသွားတွေ့ပြီးအမဲဆွမ်းအားကိုဖခင်စီကနေသူမစီပြန်လွှဲပေးလိုက်ပါတယ်။